ကျမတို့မြန်မာလူမျိုးတွေနဲ့တိတ်မရင်းနှီးသေးပေမဲ့စိတ်ဝင်စားစရာကောင်းတဲ့အခွင့်အလမ်းတွေနဲ့အတူတူတရိပ်ရိပ်ဖွံ့ဖြိုးတိုးတက်နေတဲ့အိမ်နီးချင်းနိုင်ငံတစ်ခုအကြောင်းကိုပြောပြချင်ပါတယ်။ဒီမှာလူတွေရဲ့ဘဝကရိုးရှင်းတယ်လုံခြုံတယ်ကုန်ကျစရိတ်လည်းသက်သာတယ်နောက်ပြီးတော့ဘာသာစကားအနေနဲ့လည်းအင်္ဂလိပ်ဘာသာစကားကိုကြက်ကြက်ပြက်ပြက်သုံးကြတာဖြစ်တဲ့အတွက်နေ့စဉ်ဘဝကိုလည်းလွယ်ကူစေပါတယ်ဒီနိုင်ငံရဲ့အဓိကအားသာချက်ကတော့ US ဒေါ်လာကိုတရားဝင်ငွေကြေးဖြစ်သတ်မှတ်ပြီးကြက်ကြက်ပြက်ပြက်သုံးကြတာပါပဲကျန်းမာရေးဆောင်ရှောက်မှုတွေနဲ့ကျောင်းတွေကလည်းယုံကြည်စိတ်ချရပြီးနိုင်ငံသားတွေကလည်းအရန်ကိုခေါ်ရွေပြငါကြပါတယ်။ဒါကြောင့်လည်းနိုင်ငံသားရင်းနှီးမြှုပ်နှံသူတော်တော်များများကသူတို့ရဲ့မိသားစုဝင်တွေနဲ့အတူဒီနိုင်ငံကိုပို့ပြီးတော့ပြောင်းရွှေ့နေထိုင်လာကြပြီဖြစ်ပါတယ်။အဲ့ဒီနိုင်ငံဟာကြော်ကြားတဲ့ရှေးဟောင်းမွေနှစ်တွေခမ်းနားတဲ့ယဉ်ကျေးမှုသမိုင်းကြောင်းတွေနဲ့အတူရွေးထွေးပြငါတဲ့အပြုံးတွေနဲ့စီချေထားရရှိပါတယ်။ဒါဆိုရင်တော့ဘယ်နိုင်ငံကိုပြောနေရလို့ထင်ပါတယ်လေ။ဟုတ်ပါတယ်ကမ်ဘောဒီးယားနိုင်ငံပဲဖြစ်ပါတယ်။မင်္ဂလာပါကျမကစုပါကျမကမြန်မာနိုင်ငံကနေပြီးကမ်ဘောဒီးယားနိုင်ငံကိုရွှေ့ပြောင်းအခြေချနေထိုင်နေတာပဲဖြစ်ပါတယ်။နိုင်ငံအသစ်တစ်ခုကိုရွှေ့ပြောင်းနေထိုင်ရတာစိတ်လှုပ်ရှားစရာကောင်းတယ်ဆိုပေမဲ့တကယ်တမ်းတော့ထင်သလောက်မလွယ်ကူနေခဲ့ပါဘူး။ဥပဒေအသစ်တွေစနစ်အသစ်တွေဘာကဘယ်လိုစတင်ရမလဲဆိုတာတွေကိုကျမအများကြီးလေ့လာခဲ့ရပါတယ်။ဒါကြောင့်လေ IBS Cambodia ကိုကျမရွေးချယ်ဖြစ်ခဲ့တာပါ IBS Cambodia ရဲ့15နှစ်ကျော်အတွေ့အကြုံနဲ့ကျွမ်းကျင်မှုတွေကကျမတို့လိုနိုင်ငံရွှေ့ပြောင်းနေထိုင်သူတွေအတွက်အများကြီးအထောက်အကူဖြစ်စေခဲ့ပါတယ်အများနဲ့မတူတဲ့ IBS ရဲ့ထူးခြားချက်ကတော့အင်ချန်ကြီးကိုရောင်းတာငားတာတခုတည်းနဲ့မဟုတ်ပဲစတင်မွေးရခင်ချိန်ကနေစပြီးအကောင်းဆုံးအကျိုးမြတ်နဲ့ပြန်လည်ရောင်းချနိုင်သည့်အထိလိုအပ်တဲ့အဆင့်တိုင်းကိုတိကျသေးချာစွာနဲ့လမ်းညွှန်ပေးနိုင်တာပဲဖြစ်ပါတယ်ကျမတို့ရဲ့အဓိကရည်ရွယ်ချက်ကတော့မြန်မာနိုင်ငံကမိတ်ဆွေတွေကိုပါကျမတို့နဲ့အတူတူယုံကြည်စိတ်ချစွာနဲ့ရင်းနှီးမြှုပ်နှံနိုင်ဖို့အတွက်တကားဖွင့်ပေးချင်တာပဲဖြစ်ပါတယ်။ကမ်ဘောဒီးယားရဲ့နိုင်ငံသားရင်းနှီးမြှုပ်နှံသူတွေအပေါ်မှာထူးခြားတဲ့အချက်ကပါလေ။ကမ်ဘောဒီးယားမှာမိတ်ဆွေတို့အနေနဲ့100%သိချတဲ့ freehold title ကိုမိတ်ဆွေတို့အမည်ပေါက်ပိုင်ဆိုင်နိုင်ပါတယ်။ US ဒေါ်လာကိုအသုံးပြုတဲ့စီးပွားရေးကြောင့်လည်းနေ့စဉ်ဘဝကရိုးရှင်းပြီးတော့လွယ်ကူပါတယ်။ကမ်ဘောဒီးယားရဲ့အိမ်ချမ်းမြေဈေးနှုန်းကလည်းတခြားနိုင်ငံမျိုးတွေနဲ့ရှင်မယ်ဆိုရင်သက်သာကိုသက်သာပါတယ်။နေထိုင်ခွင့်ဒါမှမဟုတ်စီးပွားရေးလုပ်ငန်းလုပ်ကိုင်ဖို့ဟာလည်းရိုးရှင်းလွယ်ကူပါပါတယ်။နောက်ပြီးကမ်ဘောဒီးယားနိုင်ငံရဲ့စီးပွားရေးကလည်းတောက်လျှောက်တိုးတက်နေတာဖြစ်တဲ့အတွက်ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ပို့ပြီးတော့စိတ်ဝင်စားလာကြပြီဖြစ်ပါတယ်။2025ဟာကမ်ဘောဒီးယားနိုင်ငံအတွက်တော့အချိုးခွေးတစ်ခုပဲဖြစ်ပါတယ်။အပြည်ပြည်ဆိုင်ရာလေဆိပ်အသစ်ကြီးဖွင့်လှစ်နိုင်ခဲ့တာလမ်းသစ်တွေစိတ်ကမ်းသစ်တွေစောင့်သုံးနေတာအပြင်ပညာတတ်လူငယ်တွေရဲ့အင်အားနဲ့စီးပွားရေးကိုဦးဆောင်နေတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ကမ်ဘောဒီးယားကတိုးတက်ဖို့လမ်းကြောင်းတွေကိုစတင်ပြီးတော့ဖွင့်လှစ်ထားနိုင်ပြီဖြစ်ပါတယ်။အဲ့ဒီလမ်းကြောင်းတွေနဲ့အတူတူအကျိုးမြတ်တွေရရှိနိုင်မှုအတွက်ဒီခွင့်ရေးကိုလက်လွတ်မခံဘဲကျမတို့ရဲ့ IBNS အတူရင်းနှီးမြှုပ်နှံဖို့အတွက်ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။ကမ်ဘောဒီးယားအကြောင်းကိုအတူတူလေ့လာရအောင်ကျမရဲ့ page ကို like and follow လုပ်ထားပေးလို့ရပါတယ်။ကမ်ဘောဒီးယားကမြန်မာလူမျိုးတွေနဲ့တိတ်မရင်းနှီးသေးတဲ့အိမ်နီးချင်းနိုင်ငံတစ်ခုကနေမကြခင်မှာပဲလူတိုင်းပြောနေကြတဲ့နိုင်ငံတစ်ခုဖြစ်လာတော့မှာပဲဖြစ်ပါတယ်။